တားဆီးတကတ်မှာရာသီလာတဲ့ရက်ကိုတွက်ပြီးတော့28ရက်အတိအကျဆေးရလည်း28လုံးထည့်ပေးထားတာဖြစ်ပါတယ်။တားဆီးမှာဆိုလို့ရှိရင်9လုံး4တန်းပါတယ်ပေါ့နော်။အဲ့တော့တားဆီးမှာကဘာလို့အပေါ်3တန်းကအယောင်တူပြီးတော့အောက်တန်းကအယောင်မတူရတာလဲဆိုလို့ရှိရင်ရာသီလာတာကိုအဓိကထိန်းချုပ်တာတွေကဟော်မုန်းတွေပေါ့နော်။အဲ့တော့သူ့ထိန်းချုပ်တဲ့ဟော်မုန်းတွေအတိုင်းဆေးတွေမှာထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တားဆီးကိုတောက်တဲ့ခါကြလို့ရှိရင်သူပြထားတဲ့ဒီမြားထိုးထားတဲ့နေရာကနေစပြီးတော့တရက်ကိုတစ်လုံးစီတောက်သွားမှာဖြစ်ပါတယ်။အဲ့တော့တားဆီးတောက်တယ်ဆိုတဲ့နေရာမှာလည်းဆေးကိုအချိန်မှန်ရက်ကွက်တီးတောက်ရတာဖြစ်ပါတယ်။ပထမဆုံးတစ်လုံးကိုည9နာရီမှာတောက်တယ်ဆိုလို့ရှိရင်ဒုတိယတစ်လုံးကိုလည်းမနေ့ပြန်ည9နာရီမှာတောက်အောင်မှာဖြစ်ပါတယ်။ကိမြန်တောက်နေနဲ့ပထမရက်မှာတစ်လုံးတောက်ပြီးလို့ဒုတိယရက်မှာတောက်ဖို့မေ့သွားရဆိုရင်တတိယရက်မှာဒီကြံခဲ့တဲ့တစ်လုံးပြန်တောက်လို့မရပါဘူး။ဒီဒုတိယလုံးကိုကြော်ခဲ့ပြီးတော့တတိယလုံးကိုတောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့တားဆီးကဘယ်ချိန်မှာစတောက်ရလဲဆိုလို့ရှိရင်ဓာတိလာပြီးတာနဲ့နောက်တစ်ရက်မှာတားဆီးစတောက်ရတာဖြစ်ပါတယ်